အခုပဲမမတဲ့အပြင်ကနေအိမ်ပြန်ရောက်တယ်ပေါ့နော် surprise လုပ်ပေးမယ် မလာချေလာအောင်တမီဒီစပွဲခုံတုံးမဲ့အဝတ်ယူခဲ့ ဟုတ်ကဲ့ဒါလည်းမမ စပွဲခုံမတုတ်ထားလားတမီ စပွဲကောင်ကတုတ်ထားခုနကမောင်လေးကပြန် ဒီမှာလာတော့ဒီပါနေလာတော့ ပြန်ပြီးတော့ တေချာတော့တေချာဒီမှာညက်ပတ်နေတေချာကြည့်ပြီးတော့တေချာတော့အဲ့မှာတွေ့လာညက်ပတ်နေတာပါရီလဲလား နကန် နက်ကတ်ဒီလားအဲ့တမီတော့အဲ့တမီတော့ဟိုတနေ့ကဒီမှာနာအပေါ်ဖောက်ပေးလိုက်တာလေအဲ့တမီတော့ဒီမှာနက်ကတ်တုံးဖတ်ဒါနှာခေါင်းမှာတက်ဖို့ဒါနားမှာတက်ဖို့ဘလို့လဲပြောဒီပြရတယ်ဆိုတော့ဘလို့လဲပေါ့ အရင်ပြောရည်လို့ကြည့်စီလေးတင်နေတယ်ရလေးချစ်ဝယ်ပြီးလို့တော့မဟုတ်ပါစပွဲရဲ့ချစ်ပြီးသားဆိုတော့ပြောစမ်းလို့ ပြောတယ်အန်တီကနားလေးအများကြီးဖောက်တာလေနေ့ငါဒီမှာဖောက်ပေးတာဒီမှာနားအနာဖြစ်တယ်ဆိုအဲ့မှာရွှေဝယ်ခဲ့ပြီးရနော်အဲ့မှာနှာခေါင်းတက်မဲ့ရွှေဝယ်ခဲ့ပြီးရလိမ့်မမလားသူ surprise ဖြစ်သွားပြီသူအတွက်ဟိုတနေ့ကမမတေးရလေသူ့ကိုယ်တိုင်မမတေးကိုယ်တိုင်နားဖောက်ပြီးလိုက်တာပေါ့နော်အဲ့ဒါဒီမှာနားတန်နေခဲ့ပဲတတ်တာနားအနာဖြစ်လို့တဲ့ဒီလားသူပြောနေ2ရက်3ရက်ရှိမမတေးလည်းမအားတော့အဖြစ်သွားမအောင်နေလည်းမကောင်းအခုတို့ဒီမှာဒါလုပ်ပြလိုက်တာအဲ့ပေါချပေးမယ်နော် ဟုတ် ရီစာနောက်လိုက်လို့ရှိရင်ဒါအရင်ကြီးရတယ် ဘယ်ကြီးစားတော့မလဲအမေရှာကြည့်လို့မရ ဆွဲကြိုးကဘယ်လိုဝယ်ပေးတာလဲတဲ့ ဆွဲကြမမတဲဝယ်ပေးတာ နက်ကတ်တွေကဒီအများကြီးကဘယ်လိုဝယ်ပေးတာလဲ မမတဲပဲဝယ်ပေးတာ လက်ပတ်ကို လက်ပတ်လည်းမဝယ်ပေးတာ ဟုတ်လားအေးပေးရ